ကျွန်တော် nobody knows what happened လို့မျိုးကျွန်တော် first person game တွေကိုလှုပ်ချင်ခဲ့ရပါကျွန်တော်အစကတည်းက first person တော်တော်စိတ်ဝင်စားပါတယ် Far Cry တော့ပါဆော့ပြီးတော့မှကျွန်တော်လက်နဲ့ချောင်းမြင်ပြီးတော့မှ sorry game ကျွန်တော်တိတ်လှုပ်ချင်တာဘယ်လိုဖြစ်တယ်လဲဆိုတော့အဲ့ game တွေကိုလုပ်မယ်ဆိုတော့အများကြီးအဲ့လိုမလုပ်နိုင်ဘူးလား skill ချုပ်နေအရင်ဆုံးကျွန်တော်ဘယ်လောက်တွေပဲလုပ်နိုင်မှာလဲပေါ့ပြီးတော့ပို့ပြီးတော့မှ ironic ဖြစ်တာလဲ nobody knows what happened လို့ကျွန်တော်တို့ toilet တစ်ခုထဲမှာပိတ်မိနေတဲ့ဟာလဲအဲ့လို toilet ထဲမှာကျန်ရခဲ့အဲ့ဟာအဲ့လိုကျွန်တော်စဉ်းစားအောင်ပြင်လောကကြီးကဟိုဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပိတ်မိနေမှာအပြင်ကဖြစ်ချင်တာဖြစ်ရင်ကျွန်တော်ကဘာမှလုပ်လို့မရတဲ့ဟိုအနေထားဆိုဘယ်လိုလဲပေါ့ကျွန်တော်စဉ်းစားပါတယ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ဟို skill ချုံနေတစ်ပတ်တွင်းပြီးအောင်ရေးမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့မတိုင်ခင် game jam ကျွန်တော်လုပ်ပြီး breakies game jam မှာကျွန်တော်တစ်ပတ်တွင်းဘယ်လိုဖြစ်ဖြစ်ရအောင် push ရှင်တော့ product တစ်ခုထွက်လာတာပဲဆိုပြီးကျွန်တော်လှုပ်ကြည့်မယ်ဆိုပြီးမှလှုပ်လိုက်တာတစ်လလောက်ကြာဟုတ်ပဲတစ်လခွဲလောက် ခုကြည့်နေမိတ်ဆွေကသူတို့မျိုး game တွေကိုဖန်တီးတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် game maker မြန်မာမှာကို game ကိုဖန်တီးဆိုတဲ့အတန်းရှိနေပါပြီဒီတန်းမှာမိတ်ဆွေက Super Monkey Ball game 2D platformer နဲ့ third person shooter game တွေကို3လအတွင်းဖန်တီးရင်းနဲ့ Unity game engine C# programming ကိုကြီးညက်အောင်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။မှလည်းအတန်းပြီးသွားတဲ့အခါမှာမိတ်ဆွေကိုယ်တိုင်ဖန်တီးခြင်းတဲ့ game တွေကို confidence ရှိနဲ့ဖန်တီးနိုင်အောင်ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ဒါတွေပြင် certificate နဲ့ professional game လောက်တရားဖြစ်လာဖို့အတွက် roadmap တွေကိုလည်းချပြပေးသွားမှာပဲဖြစ်ပါတယ်။အောက်တန်းကတော့ဇွန်လ25ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပြီးတော့အတန်းကြီးအောင်2သိန်းခွဲကျတင်မှာပဲဖြစ်ပါတယ်။တန်းကလူပြည့်လည်းမြန်တာကြောင့်ကျွန်တော် page မှာလာရောက်စင်းသွင်းထားလိုက်ပါ။အပြင်မိတ်ဆွေကကိုပိုင် 3D model တွေကိုဖန်တီးပြီးကို game ထဲမှာပြန်သုံးကျင်တယ်ဆိုလို့ရှိရင်လည်း 3D modeling class ရှိနေပါပြီ